movie recap ကိုဘယ်လိုမျိုးအစအဆုံး edit ရမလဲဆိုတော့ကိုပြပြသွားပါမယ်။ရှေ့အပိုင်းတွေမှာကျွန်တော်တို့ကထုတ်ခဲ့တဲ့ AI ရဲ့ voice တွေရဲ့ခုန SRT file တွေကိုသုံးပြီးတော့မှကျွန်တော်စာပန်းထိုးမယ် edit လုပ်သွားမှာဖြစ်ပါတယ်။ဒီမှာတော့ကျွန်တော်အနေနဲ့ VN editor ကိုသုံးပြီးတော့မှလုပ်ပြီးတော့ပါမယ်။ဘာကြောင့်လဲဆိုရင်တော့ VN editor ကလွယ်တယ်လို့ free လေးရတာကြောင့်မလို့အခုမှစပြီးတော့လေ့ကျင့်နေတဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေလို့ပါ။အဲ့တော့ကျွန်တော်တို့ရှေ့က Renault က down လာတဲ့ video ကိုဒီထဲမှာထည့်လိုက်ပါမယ်။ပြီးတော့ရင်တော့ကျွန်တော်တို့ကိုလိုချင်တဲ့အပိုင်းလေးတွေကိုဖြတ်ထုတ်ပြီးတော့မှယူလိုက်လို့ရပါတယ်။ဒီ video ကစာသားမပါတာဘူးမလို့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။တကယ်လို့သူတို့က subtitle တွေက video မှာပါထားပြီဆိုလို့ရှိရင်လည်း Flash သုံးပြီးတော့ဝါးပေးရမှာဖြစ်ပါတယ်။ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ add music audio ကနေပြီးတော့မှကျွန်တော်တို့ခုနက down ခဲ့တဲ့ AI voice over ကိုထည့်ပါလိမ့်မယ်။ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ရွေးပြီးတော့ my music ထဲကနေပြီးတော့မှကျွန်တော်တို့သွားလိုက်သွားပြီးွားရင်တော့ကျွန်တော်တို့ခုနက download လုပ်ခဲ့တဲ့ AI voice ကိုသွားပြီးတော့ယူလိုက်ပါမယ်။ AI voice ကိုယူပြီးသွားရင်တော့ခဏနားထောင်ကြည့်ပါဆိုလာရေပူဘေးဆက်ကိုအပေါက်ဖြစ်အောင်ရိုက်ခွဲလိုက်ပါတယ်ပြီးတော့ပြင်ဆင်လာတဲ့အနံဆိုးရည်တွေကို AI voice ကတော်တော်လေးအဆင်ပြေတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီမှာကျွန်တော် subtitle မထည့်ဘူးဆိုလို့ရှိရင်နည်းနည်းလေး harder တိုင်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ subtitle ထက်အဲ့တော့ကျွန်တော်ဒီမှာစာတန်းထိုးဖို့အတွက်ကိုခုနကထုတ်ခဲ့တဲ့ Gemini ကနေတော့မှ SRT file တွေကိုတွားပြီးတော့ copy ပါမယ်ကျွန်တော် SRT file တွေကိုကျွန်တော်တို့ copy သွားပြီဆိုလို့ရှိရင်တော့ file တစ်ခုတည်ဆောက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီမှာ SRT ဆိုတဲ့ format နဲ့ web code ကိုကျွန်တော်တို့သုံးလိုက်ပါတယ်ပေါ့နော်ဆိုတော့ဒါကဘာလို့လဲဆိုတော့ page ချတယ်လွယ်တယ်ညံလဲညံလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ web code ကို save ပြီးသွားပြီဆိုတော့ねကျွန်တော်ခုနက VN ကိုပြန်လာ VN ကိုပြန်လာပြီဆိုလို့ရှိရင်တော့ဒီမှာ add subtitle ဆိုတဲ့နေရာမျိုးတွေမှာကျွန်တော်တို့ဒီမှာ text နဲ့ subtitle နှစ်ခုရှိတယ်ပေါ့နော်ကျွန်တော်ဒီဘက်က subtitle ကိုရွေးပြီးတော့ရင်တော့ကျွန်တော်ခုနက import file ကိုထပ်ပြီးရွေးလိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ခုနက web code နဲ့တိစောက်ထားခဲ့တဲ့ file လေးကို SRT file လေးကိုရွေးလိုက်ပါရွေးပြီးသွားပြီဆိုတော့ねသူကဒီမှာတန်းပြီးတော့မှ file ကပေါ်လာပါလိမ့်မယ်ပေါ်လာပြီဆိုပေမဲ့ကျွန်တော်တို့က AI နဲ့ထုတ်ထားတာမလို့အချိန်နဲ့မတိကျဖြစ်နေတတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာ edit ကိုနှိပ်ပြီးတော့မှကိုလိုချင်သလောက်စာသားလေးတွေကိုယူပြီးတော့ကျွန်တော် split လုပ်ရပါတယ် split လုပ်ပြီးပြီဆိုတော့ねလုံးဝခုနကအတန်နဲ့လိုက်ပြီးတော့ညှိပေးပေါ့နော်ညှိပေးရလဲတိတ်မကြဘူးကျွန်တော်တို့9မိနစ်လောက်ပဲကြာရမှာပေါ့နော်ဆိုတော့တခြားလေးညှိပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော် final output ကိုရပါပြီဒီလိုမျိုးအစအဆုံးလုပ်သွားပြီဆိုလို့ရှိရင်တကယ်ကိုမှကောင်းတဲ့ AI နဲ့လုပ်ထားတဲ့ movie recap video လေးရသွားပြီဖြစ်ပါတယ်ဒီ video ကတော့အခုမှစပြီးတော့ recap ကိုလေ့ကျင့်နေတဲ့သူတွေအတွက်ကျွန်တော်ကစမ်းသပ်ပြီးတော့ပြပေးခဲ့ဖြစ်ပါတယ်ကိုကတကယ်လို့ဒီထက်ကောင်းတဲ့ tools တွေကိုသုံးတယ်ဆိုလို့ရှိရင်လည်းဒီထက်ကောင်းတဲ့ video quality ကိုရရှိနိုင်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ် video တွေမှာပြန်လည်ပြီးတော့တွေ့ပါမယ်ကျွန်တော်ရဲ့ call လေးတွေကိုလည်းကျွန်တော်ရဲ့ account လေးကိုလည်း follow လုပ်ထားဖို့အတွက်မမေ့ပါနဲ့အားလုံးပဲ bye bye